လိုက်တော့ပေါ့ကောင်းတာပေါ့တယောက်ရော့လေကျွန်တော်နိုင်ဖို့ chance များလေအဲ့ဒါတကယ်ပြန်ကြည့်မှသိမှာပေါ့နော်အဲ့ဒါတကယ်ခက်ခဲပါလွယ်ကူမကြည့်နဲ့ဘူးဒါလည်းမပါစေရှင်ကိုပဲနောက်ထပ်ကစားနည်းတွေတိုင်းမှာအမှုမဲ့မှတ်မဲ့မနေဖို့ပြီးတော့ကစားနည်းကိုတည်တည်ချာချာနားလည်အောင်ကိုယ့်ဟာကိုယ်တည်တည်ချာချာလေး memorize လုပ်ဖို့အဲ့နှစ်ခုကိုတော့ပြင်ဆင်နိုင်ကစားသမား3-4ကစားပွဲမှာအပီးတိုင်ထုတ်ပယ်လိုက်ပါတယ်ဒီမှာယူနေရှိခဲ့ရင်လည်းနားလည်ပြီးတော့ခွင့်လွှတ်ပေးဖို့လည်းဒီကနေပြောချင်ပါတယ်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်တူပြီလားတူပြီညာတုံညာနဲ့လေအဲ့တော့မှတုံညာနဲ့ညာတုံညာနဲ့ sorry နောက်ကျောဓာတ်နဲ့ထိုးခံရတာတော့မဟုတ်ဘူးသူမှုန်းသေးတာမထိုးခင်မှုန်းသေးတာမယုံပါနဲ့သူမယုံပါနဲ့ဒါကျွန်တော်ကတက်တယ်ပါဟာဝေဝရယ်စမှတ်အားမင်းလိုက်တယ်တကယ်ကစားပွဲအောင်မြင်စွာပြီးဆုံးသွားပါပြီ။နိုင်ရရှိသူကစားသမား3-1ခွန်အတွက်ဂိုးယူပါတယ်။